မင်္ဂလာပါကမ္ဘာပေါ်အမြင့်ဆုံးအဆင့်မြင့်ဆုံးစိတ်လှုပ်ရှားတဲ့အကောင်းဆုံးအားကစားတစ်ခုဖြစ်တဲ့ Formula 1လောကကြီးကျော်ပါတယ်လူတော်များများ F1 ကိုကားမောင်းပြိုင်တာလို့ပဲထင်ကြပေမဲ့တကယ်တမ်းကျတော့ဒါဟာနီးပညာ view ဟာလည်းလောကကြီးဆောင်းဆောင်ရေးပြိုင်တာဖြစ်ပါတယ်ပုံမှန်စားကြည့်မဲ့သူတွေအတွက်တည်ထားတဲ့အခြေခံချက်တွေကို6နှစ်အတွင်းရှင်းပြပေးအောင်မှာဖြစ်ပါတယ် F1 မှာပြိုင်ပွဲတစ်ခုကို Grand Prix လို့ခေါ်ပါတယ်။တနင်္လာနိုင်ငံပေါင်း20ကျော်မှာလဲပတ်ပြိုင်ကြတာပါ။ပြိုင်ပွဲတစ်ခုချင်းစီမှာရက်တစ်ပတ်3ရက်ရှိပါတယ်။ It's Friday then, it's Saturday, Sunday, what? It's Friday then, Saturday, Sunday, what? Yeah, it's okay. ဟုတ်ကြနေအဲ့တော့ practice 1 practice 2အစမ်းမောင်းတာလမ်းကြောင်းကျင့်တာရအောင်လုပ်ကြပါတယ်။ဆက်တဲ့ qualifying အဲ့တော့ practice 2ရဲ့ qualifying 1 2 3ဘယ်သူကရှေ့ဆုံးထွက်ရမလဲဆိုတော့အမြဲတမ်းအချိန်တိုင်းပြီးဆုံးဖြတ်တာပါ။ရှေ့ဆုံးထွက်ရမယ်သူပို့နေအောင်ပို့ position လို့ခေါ်ပါတယ်။ Sunday race day ဘလူးပွဲဒါတော့အမေရိကန်တိုင်းတိုင်းနေပါအတင်းပေါင်း10တင်းပဲရှိပါတယ်အဲ့တင်းတွေကတော့ Aston Martin, Haas, McLaren, Williams, Alpine, Ferrari, Red Bull, Mercedes, Racing Bull, Kicksauber တို့ပဲဖြစ်ပါတယ်အတင်းတွေမှာကားနှစ်စီးစီတိုင်ခွင့်ရှိပြီးတော့ Super Driver 20ရောက်တယ်ပါဒီနေ့2026မှာတော့24ရောက်ပါ22ရောက်ပါပဲ Ferrari ကတမိုင်းတစ်လျှောက်အောင်မြင်ဆုံးနဲ့ Mercedes ကနီးပညာအမြင့်ဆုံးလို့လူသိများတာပါဒါပေမဲ့အခုချိန်မှာတော့ Red Bull ကအင်အားကြီးဆုံးပါ Red Bull ရဲ့ McLaren ရဲ့ပေါ့သူတို့သူ့နှမျိုးရှိပါတယ်အဲ့အရာတွေက driver တွေကအမှတ်အများဆုံးရရင် driver championship ရပြီးအတင်းတိုင်းအမှတ်ပေါင်းအများဆုံးရရင် constructor champion ရပါတယ် F1 မှာကားမြင့်ရင်အရင်ကို strategy view ဟာအရင်ကြီးပါတယ် Strategia. Francesco needs no strategy. It's very simple. You start the race, wait for Lightning McQueen to choke, pass him, then win. Francesco always a win. အရာမျိုးစား၃မျိုးရှိပါတယ် soft အနည်းအောင်အရင်မြတ်ပေမဲ့ခဏလေးနဲ့ပြည့်စည်ရပါတယ် medium အဲ့ဒါတော့ over ရောက်မှာအမြန်နှုန်းနဲ့ကြမ်းခိုင်မှုမြတ်တာပါတယ် hard အဖြူအောင်နေပေမဲ့အကြာကြီးမောင်းလို့ရပါတယ်ကားမောင်းနေရင်လည်းတာယာလေးဖို့ဂိတ်တွေဝင်တာကို pit stop လို့ခေါ်ပါတယ်20စက္ကန့်လောက်ပဲကြာပါတယ်အဲ့ဒီအချိန်ကပွဲတစ်ခုလုံးရဲ့ရက်လက်ပြောင်းလဲပြစ်နိုင်ပါတယ်ရှေ့ကကားကိုကြော်ဖို့အတွက် DRS အဲ့ဒါလေးရှိပါတယ်အနောက်ကားရှေ့ကားကို10စက္ကန့်အတွင်းမှာကတ်နေခလုတ်နှိပ်ပြီးနောက်တောင်မှဖွင့်ချလိုက်ရပါအဲ့ဒါဆိုရင်လေခုခံမှုနေသွားပြီးကားပုံမြန်ပါတယ်ရောအလံတွေကိုလည်းတတိထားကြည့်ပါအဝါရောင်အလံပြရင်အန်ဒရယ်ရှိလို့အချိန်လျှော့ရမယ်အနီရောင်ဆိုရင်ပွဲရမယ်အကွက်ကြားအလံနဲ့ checker flag ပြရင်တော့ပွဲပြီးလို့အနိုင်ရသူထွက်ပေါ်လာပြီဖြစ်ပါတယ်ဒါတွေကတော့ F1 စာကြည့်မှုတည်ထားတဲ့အခြေခံတွေပါပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ driver တွေကြားပြိုင်ဆိုင်မှုနဲ့ drama တွေပါပဲNetflix က Drive to Survive ကိုကြည့်ထိုင်တော့ပိုပြီးရတာမြောက်ပါပါအခုဆိုတင် F1 ခန်းစားဖို့အဆင်သင့်ဖြစ်ပါပြီ